မြကြပြူပိုင်းတက်တကောင်ရန်တီညနေခင်းကလက်ဖက်ရည်ဝဲကိုရှယ်လီတယောက်မိပြောက်၍မရနိုင်သေးပြီသူထိုင်နေသောဝရဏပေါ်မှာလာရောင်ကဖြော့ဖြော့လေးကြာရောက်နေသည်ပြိုမြစ်သောလှခွေသည်ဂရီပါနတ်ပေါ်မှာစိန်ပြီးလေးတစ်စီးလိုလဲလျောင်းနေသည်စမ်းစားဖြစ်၍လာရောင်ကအားပြော့နေသလိုသူစိတ်များလည်းအားပြော့နေသည်ဂရင်မော်ရင်အိတ်ဆက်ချင်ရသောလေးရွှေရောင်ကတော့တကယ်မှအိပ်ဖြောပါလေစားညနေထမင်းစားချိန်ကနောက်ကျသည်လက်ဖေးရည်ပွဲကပြန်လာမှညစာစားကြသည်ထမင်းစားနေချိန်တစ်ချိန်လုံးအထူးတိတ်ဆိတ်နေသည်ကိုသူသတိပြုမိ၏နှစ်ယောက်စလုံးစကားပြောခြင်းစိတ်မရှိကြထမင်းပွဲမှလင်းရစောစီးစွာထသွားပေမဲ့သူကကလေးတွေကိုဆက်လက်ကျွေးမွေးရင်ထမင်းစားကမှနောက်ကျမှထွက်ခဲ့ရသည်ညဦးမှကလေးတွေစားကြည့်နေသည်ကိုစောင့်နေပြီးမှည9 နာရီမှာသားနှင့်သမီးကိုတိတ်ရသေးသည်အိတ်ခမ်းထဲသို့သူဝင်လာတော့မှအိပ်ရာပေါ်မှာလင်းလဲနေသည်မျက်လုံးများကိုမှိတ်ထားပေမဲ့အိပ်ပျော်မိမထင်သူသည်ခြေကိုပွားနှင်းကခြေနှောင်ချ၍ပြေးလိုက်သည်မိပြပွင့်လေးတစ်ခုသာထုံးခဲ့၍အခန်းထဲရှိမိများကိုပိတ်လိုက်သည်ဝရဏဘော်ရှိပလက်ကလထိုင်ပေါ်မှာထိုင်ချလိုက်သည်နောက်ကိုမိယာကောင်းငင်ကိုမောချီနေမိသည်ကောင်းငင်ကရဏကုံသည်ဤဂရီပါခွက်လုံးနှမောင်နေသည်မျက်နှာသမီးသည်စိတ်ပြက်လက်ပြက်နှင့်သူ့ကေတာမှစိန်ပီးလေးကိုလွှတ်ပြစ်လိုက်ပုံရသည်ကောင်းငင်တောက်တနေရာတွင်လာခွေးလေးရတစောင်းအိမ်နေသည်ကျဲစင်စိန်လက်ဆွဲကိုလည်းဆွဲပြက်ပစ်ပေါက်လိုက်လေသလားကျိုးပြက်သွားသောလက်ဆွဲမှလွတ်ဆင်သွားသောစိတ်လုံးလေးတွေကောင်းငင်မှပြန့်ကျဲနေကြသည်တချို့ကငကားငွေရန်စီမှစုယုံနေကြသည်တချို့နေရာမှာခြိုက်နှစ်သက်ရာပုံစံလေးတွေနဲ့သင်းဖွဲ့နေပြီသလိုတကူတော့ကျဲပွန်လေးတွေလည်းအားပြော့စွာလင်းလက်နေကြသည်လာခွေးလေး၏မေးမိန်မုံလုံးညင်းကျဲလေးများ၏အားပြော့သောအလင်းသည်ကောင်းကင်ညာ၏ဘဝကိုသရုပ်ဖော်နေကြသည်ဘဝကောင်းကင်ထဲမှာကျဲလေးများလည်းဆက်ဆုံခင်းနေကြသည်သူစိတ်ထဲမှာညနေသမီးလိုစိတ်ပြက်စွာတစုံတရာကိုဖြစ်ပေါက်လိုက်ခြင်းသည်စိန်ပြီးလည်းမဟုတ်လဲဆွဲလည်းမဟုတ်သောသူ့ဘဝကိုဆွဲပြက်လွတ်ပြေး၍မရဆိုသည်ကိုသူနားလည်ပါသည်တင်းခွဲသောကျဲလေးများလိုနေ၍မဖြစ်သူ့ဘဝကိုသူအတတ်နိုင်ဆုံးပြန်လည်စူးစီးရမည်သားကြီးချင်းမီပင်10 နှစ်ပြည့်၍သမီးအင်နီက8 နှစ်အိမ်နောက်သက်အပြည့်17 နှစ်ကျော်လာခဲ့ပြီဖြစ်သောအချိန်မှာတင်းရနက်များပြေစားပြုလာသောအချိန်တွေကိုသူထိန်းသိမ်းရမည်လွန်ခဲ့သောညဦးပိုင်းများမှာလည်းသူတကူတော့ဒီလိုပဲဝရဏမှာထိုင်နေရသည်ဖြစ်၍မဆန်းလာတော့ပါထိုခေတ်ကအုပ်ချုပ်ရေးပိုင်းဆိုင်ရာတွေကိုတိုင်းမင်းကြီးအရေးပိုင်းနယ်ပိုင်းစသည်ဖြင့်ခေါ်သောခေတ်သူတို့မျိုးလေးမှာနယ်ပိုင်းရုံးဆက်ရန်အောင်လံမျိုးလေးဖြစ်သည်သူခင်မုံကအုပ်ချုပ်ရေးအရာရှိမဟုတ်မြို့နယ်လက်ထောက်ဆရာဝန်ဒါပေမဲ့အရာရှိများစုဝေးရကလပ်တွင်တော့အစိုးရဝန်ထမ်းအနေနဲ့ညာတိုင်းရှိနေမြဲဖြစ်သည်ဆရာဝန်ကတော့တယောက်ဖြစ်လာတော့သူလည်းအခြားအရာရှိကတော့တွေလိုညာဦးပိုင်း6 တွေ့သောတကူတော်ဝေဒနာကိုခံစားရမည်သားကိုမမွေးဖွားခင်ကတော့အထီးကျန်နိုင်လာသောဒီဖြစ်ကိုအိမ်မှုကိစ္စလုပ်ရင်းဖြတ်တန်းခဲ့သည်ယခုသူ့အပါမှာသားရောသမီးရောရှိလာပြီကလေးတွေကိုထွေးပွေးယူရနေရသောအချိန်ရရှိသည်ကိုပဲကျေးဇူးတင်မိသည်ယခုသူတို့ဘာသာနေနိုင်သွားနိုင်ကြောက်တတ်နိုင်သောအခါညာဦးမှကလေးတွေကိုစားပြသည်အချိန်ကိုတမိုးရှိရှိအသုံးချနိုင်လာသည်ညီငွေချင်းမကျင်နဲ့ချင်းတွေတစားလျှော့ပါလာသည်လင်းကဆေးရုံကပြန်လာလျင်ခိတ္တနာညစာစားပြီးကလပ်ကိုထွက်သွားသည်ညီနှမပြန်လာကအိယာဝင်သည်တခါလူမမသိအောင်မူးလာသောအခါသူ၏ညီဦးရန်ကိုစိတ်ပြက်ပွဲဖြတ်တန်းလာခဲ့ရသည်သားနှင့်သမီးသည်သူ့လယ်ဆွဲများဖြစ်သည်လင်းကိုမကျင်နိုင်သည်နှင့်ညနှင့်သမီးလိုဆွဲပြက်လွတ်ပြေး၍မဖြစ်ကောင်းကင်မှာကျဲလေးတွေကစင်ကြရဲဖြစ်နေသလိုသူ့သားသမီးများကိုအပြစ်မကန်နိုင်ဒီညနေကတော့လက်ဖက်ရည်ပွဲပြန်လာပြီးကလေးကဒေါက်တာလင်းသည်သူနှင့်အတူအိမ်ပြန်လာခဲ့သည်ထမင်းစားပြီးစောစောအိယာဝင်ခဲ့သည်လင်းအိပ်ပျော်မီမဟုတ်သည်ကိုသူသိပါသည်လက်ဖက်ရည်ပွဲကရုတ်တရက်ချင်းပသောပွဲဖြစ်သည်ပထမတိုင်းမင်းကြီးသူတို့မျိုးကိုဖျက်၍အသွားမှာညစာစားပွဲနှင့်အခမ်းမီစီစဉ်တော်လဲအရေးတကြီးကိစ္စရှိ၍တိုင်းမင်းကြီးကအချိန်မပေးနိုင်သောကြောင့်လက်ဖက်ရည်စီစဉ်၍မိတ်အခမ်းရခြင်းဖြစ်သည်တိုင်းမင်းကြီးအသစ်ဖြစ်၍မိတ်ဆက်ပွဲဆိုရင်လည်းမမှားပါသူတို့စုံတွေကနောက်ဆုံးမှရောက်သည်လက်ပိုင်ဝန်ထောက်မင်းကတိုင်းမင်းကြီးကတော်နှင့်သူကိုမိတ်ဆက်ပေးပါသည်ဒါကဒေါက်တာလင်းရွှေရောင်ကတော်မရှယ်လီပါရှယ်လီမမကတိုင်းမင်းကြီးကတော်တော်ခင်မေးတိုက်လေသူသည်တိုင်းမင်းကြီးကတော်ဆိုသူကိုလန်ပေးရင်ကြက်တည်တည်နေမိသည်။အော်ဘသူလဲလို့ရှယ်လီပါလား။
ဒေါခင်မေတိုက်ကလိုက်လဲသူ့လက်ကိုဆွဲယူလှုပ်ရှားလိုက်တော့မှသူတတိယသည်ကျိုးစား၍ပြုံးရသည်အံ့ဩစိတ်ဖြင့်ကရုံကရင်ဖြစ်နေသည်ကိုရေဒေါက်တာလင်းကတော်ရှယ်လီကတူတူတို့နဲ့တက္ကသိုလ်မှာတော့တဆောင်နဲ့နေခဲ့ကြတာတိုင်းမင်းကြီးကတော်ကသူ့လက်ကိုမြမြဲကင်တာကသူ့ကိုတိုင်းမင်းကြီးနဲ့မိတ်ဆက်ပေးပြန်သည်တိုင်းမင်းကြီးသည်အသားညို့ညို့ထောင်ထောင်မောင်းမောင်းတူတူထအသက်ကြီးပုံရပေမဲ့ရုပ်ရည်ကခံရပါသည်အကျဉ်းနာပြေသောမျက်လုံးများကတိုင်းမင်းကြီးစိတ်ဓာတ်ကိုဖော်ပြနေသည်လက်ဖက်ရည်ဘွဲ့မှထိုင်နေအထိတူတူကသူ့ကိုအနာရှိကလထိုင်မှထိုင်ခိုင်းသည်ဒေါက်တာလင်းသည်တခြားအရာရှိများနှင့်အတူတိုင်းမင်းကြီးနှင့်စကားလက်ဆောင်ချနေကြသည်ရှယ်လီကလေးတွေဘယ်နှယောက်ရနေပြီလဲ2 ယောက်ပါယောက်ျားလေးတစ်ယောက်မိန်းကလေးတစ်ယောက်တူတူတို့ခွဲနေကြတာကြားပြီနော်တူတူလည်းMSc အောင်မင်းတက္ကသိုလ်မှာဆရာမဝင်လုပ်နေတယ်လေအခုမှထွက်ပြီးလက်ထပ်လိုက်တာရှယ်လီကစကားပြောသိမ့်မသွက်လာပါသူ့ရင်ထဲမှာတကူကူကစုပ်ကင်ထားသလိုတင်းကျပ်နေသည်တူတူသူ့နာမည်ကဒေါခင်မေတိုက်တဲ့ရင်ထဲမှာဒီတို့ရည်ရွနေမိသည်ကျောင်းတော်ကတူတူနာမည်ခင်မေတိုက်လို့သူမသိမအေးတိုက်လို့ပဲသိခဲ့ရသည်ယခုတိုင်းမကြီးကတော့နေလိုက်အောင်တယ်နိတူတူသည်သပင်ကိုမြည်၍တပတ်ရှူကြီးထုံးကစပယ်ပန်းကုန်းကိုစတုံးချီမှရစ်ခွေပတ်ဆင်ထားသည်အပြူတုံးကလိုပင်ပင်သွဲလေးမဟုတ်ပြေးတင်းသောတင်နှင့်ရှင်ကမူမူပဝါမီးကိုရောင်ကရှင်ပေါ်မှလွှမ်းနေသည်အဖြူနှင့်မီးကိုနှိပ်အောင်ချိတ်ပိုးလုံးကြီးကိုဝတ်ထားသည်နှင်းစီငုံနှကန်းတူတူနှင့်ပြုံးရစွာပြောနေသောတူတူကိုကြည့်ရင်သူ့ရင်တွေလှုပ်ရှားရပါသည်မျက်ကုံးမွေးတူတူမဲမဲအောက်မှဝင်းပသောမျက်လုံးကကြည်လင်အေးမြနေသည်ဒီမျက်ကုံးမွေးတူတူကတူတူ၏မတစိချောင်းနေတော့ကအသားမဖြူလားဟုသူထင်တော်လဲယခုတူတူသည်ဝင်းပသောအသားဝါနှင့်ရှုံးပတင်နေသောသူမျက်နှာသည်တိတ်ခါရှိသောမိမတယောက်၏အင်္ဂရီကိုဖော်ပြနေပုံရသည်မြင်ချင်းမှတ်မိနိုင်လောက်အောင်တူတူပုံစံကပြောင်းလဲနေသည်ရှယ်လီသည်မတိမတာလင်းရှိရာသို့လှမ်း၍ကြည့်လိုက်သည်သူတော်တလောက်စိတ်လှုပ်ရှားနေလေလင်းရင်မှဘယ်သို့ရှိပါလဲလင်းမျက်လုံးတွေတူတူရှိရာသို့တစ်ချက်ရောက်လာသည်ကိုသူသတိပြုမိသည်လက်ဖက်ရည်ဝဲမှာ2 နာရီလောက်ပဲအချိန်ကြာသည်တူတောင်းစွာတွေ့ခဲ့ရသောအချိန်2 နာရီခန့်အတွင်းတူတူခေါ်တိုင်းမင်းကြီးကတော့ဒေါခင်မေတိုက်သည်သူ့ရင်ကိုလှိုင်းတဘိုးထိုင်စေခဲ့ပါသည်ဤလိုင်းသည်လင်းရင်ကိုလည်းပုတ်ခတ်မှာပါလင်မယား2 ယောက်လက်ဖက်ရည်ဝဲမှာပြန်လာကြတဲ့ကတိတ်ဆိတ်နေသည်စကားမပြောမီညီဦးတစ်ချိန်လုံးမြ мян ကုံဆုံးစီခြင်းပါသည်လင်းခံစားမှုများကိုသူအနှောက်အယှက်မပေးလို့၍သူလည်းနှုတ်ဆိတ်နေသည်လင်းသည်လွတ်လပ်စွာခံစားပါစေတိုင်းမင်းကြီးကတော့လင်းများကတော့မကွေးကိုဆက်လက်ထွက်ခွာသွားကြပြီသူတို့လင်းများသာအတိတ်ကတစေချောင်းလန့်မှုအောက်မှလှုပ်ရှားခြောက်ခြားနေပါသည်မြကြပြူအပိုင်းနှင့်နေ့ရက်များကုန်လွန်သွားသလိုဘဝလည်းပြောင်းလဲနေသည်တိုင်းမင်းကြီးကတော့ဒေါခင်မေတိုက်ကိုမြင်ရတော့သူဤတက္ကသိုလ်တွင်နေခဲ့ရသောရက်များကိုသတိရစရာဖြစ်လာသည်သူဤတက္ကသိုလ်နေ့ရက်များမှာရွှေရောင်ရက်များဖြစ်ခဲ့သည်အလားတရဖူဆောင်းသူမို့အင်းလျားဆောင်မှာထင်ပေါ်ကျော်ကြသည်အားလုံးကျောင်းသူတွေကရှယ်လီသို့မဟုတ်မြကြပြူသည်ထိုကာလကတက္ကသိုလ်၏ကွင်သို့မဟုတ် Empress ဟုဆိုကြသည်ကျောင်းသူတွေကပြီးသောပွဲဧကရီပါပဲအလှတရဖူရမဟုတ်အောင်နိုင်ခြင်းတရဖူကိုလည်းသူဆောင်ခဲ့သည်ကျောင်းသားတွေပါဇက်ပြားမှရှယ်လီဤချီရင်မှလည်းဝစ်စင်းခါရနေသောကျောင်းသားကအများစုရှယ်လီကနံပါတ်2ဘော်တွင်မှအင်ဂျင်နီယာ၏သမီးအဖေကအင်္ဂလိုအိန္ဒိယခေါ်အင်္ဂလိပ်နှင့်အိန္ဒိယသားဆက်ကြသောကဗျာအမေကရှမ်းမျိုးသမီးကြီးရှယ်လီကိုသူတေရီယာတက္ကသိုလ်ပို့သည်လိုလေသည်မရှိပြည်စုံအောင်ထားပေသည်ရှယ်လီရေကူးသွားလျင်လဲယောက်ျားလေးအတွက်နဲ့တဲနဲ့ရိုက်လင်းလဲအဖော်နဲ့အင်းရမာလီလော်ရင်လဲတယောက်တော့ပါစမြဲရှယ်လီသည်ကဗျာဖြစ်၍ဆက်ဆံမှုဖော်၍သည်နှင်းစီလွာလိုနှကန်းပါလေးနှင့်အင်္ဂလိပ်လိုသွလက်စွာပြောသည်နာရံပပေါ်နှင့်နှုတ်ခမ်းကပြုံးသည့်ထက်သူ့မျက်လုံးကပို၍ပြုံးနေသည်သူ့မျက်နှာကိုကြည့်လိုက်သူတိုင်းကိုဖန်ဆားနိုင်သောမျက်လုံးမျိုးရတနာတော့မြမဝဲသွေပြောင်းဖြူနူသောလဲတမ်းမှပလဲသွဲတကုံးကိုအမြဲစင်သည်အာကစားဝါဒနာပါသူမို့ကိုဟန်ကကြော့ရှင်သည်ခုံမြင့်ပနက်လေးနှင့်သူလန်လျှောက်သွားလျင်ငီးယူရသည်ရှည်သွဲသောပေါင်နှံနှင့်ခါးကိုနှဲကရင်ကိုချီ၍လျှောက်တတ်သည်တင်မမှုလေးများ၏ရင်းနှွဲတိမ်ပါကစားသွားဟန်ကိုចောင်းသားတော်တော်များများငေးကြည့်ရသည်ကြားပွင့်များအလဲမှာဂျိုးကြမာ၏လှုပ်ရှားဟန်မျိုး
ဖခင်ဖြစ်သူမစ္စတာဆင်မြူရဲ့ဤတွေ့ပြောင်းသောနှာရန်နှင့်ညိုမောင်းသောမျက်ဝန်းမိခင်တော်နှံ့မှုဤရှမ်းသွေးရဝဝင်းသောအသားကိုအမွေခံထားသောရှယ်လီမျက်နှာကအချိုးတကျလှပသည်ထိုခေတ်ကစစ်ပီးခေတ်နိုင်လွန်ခေတ်ဖြစ်သည်ဒါပေမဲ့အခုလိုဘရာဇီးယာခေတ်မစားသည်ဘောလီခေတ်ဖြစ်သည်ရှယ်လီကတက္ကသိုလ်မှနိုင်လွန်ပပအင်ကြီးအောက်တွင်ဘရာဇီးယာကိုစတင်ဝတ်သူအပြင်စင်မှခေတ်ရှိကပြေးနေသည်စပင်ကိုဖြတ်၍ပခုံးမော်ဝဲချထားသည်စံနုပြပြလေးများသူ့နှစ်ဖူးနုနုဖြူဖြူပေါ်မှာကွေး၍ကျနေပုံကမြင်ရသူစိတ်မှတင်မဖယ်ရှားဖိခြင်းစရာကောင်းသည်ရှယ်လီဤလုံကြီးများကမြင်လိုက်လျင်ထင်းနေသောအပွင့်ခံများကိုဝတ်တတ်သည်အမှန်တော့ရုပ်ရည်ရောပြင်ဆင်ရောကျောင်းသူတွေကြားထဲမှတင်ပေါ်သူဒါကြောင့်ကျောင်းသူတွေကိုယ်တိုင်ကသူ့ကိုဧကရီဖွဲပြီးထားခြင်းဖြစ်သည်ရှယ်လီချင်းကညနေတိုင်းလမ်းလျှောက်တတ်သည်ကျောင်းသူဖွဲအထူးသဖြင့်သူ့အခန်းပေါ်တသက်နွယ်ခန်းနီချင်းဒေါ်လီတမအဲလိဇဘတ်တို့နှင့်တွေ့အင်းလျာကမောင်ဘက်ကိုလှီလော်ထွက်သွားတတ်သည်သူဘီရဲ့ပထမနှစ်မှာတူတူကိုစတင်တွေ့ခဲ့သည်သူနှင့်တူတူကဘာသာတွဲမတူတူတူက BSc ဒုတိယနဲ့ပြီးတော့အင်းရဆောင်ကိုဒီနှစ်မှရောက်လာသူရခင်နှစ်တွေကမာလာဆောင်မှနေသည်ဟုဆိုသည်တူတူကိုတူတူတငယ်ချင်းတွေကခေါ်တန်းချနေရသည်သူနှင့်ဘာသာတွဲလည်းမတူအခန်းချင်းလည်းမနီ၍သူတူတူကိုစိတ်မဝင်စားတူတူခန့်မော်တော်လီပြပြ၍မအေးတိုက်ဟူသောနာမည်မှာတူတူ၏ကျောင်းနာမည်တဲ့ယခုတော့လည်းမအေးတိုက်သည်တိုင်းမင်းကြီးကတော့ဒေါခင်မေတိုက်ဖြစ်လာသည်ဒေါ်လီကတွက်လက်ချက်ချသည်ရှယ်လီလိုပဲဘီရိုရိုဖြစ်၍တူတူနှင့်ခင်တယ်လို့ရှယ်လီနှင့်လည်းခင်သည်ရှယ်လီချစ်စရာကောင်းသည်ကမင်းကလေးကျောင်းသူတွေနှင့်အကျွမ်းတဝင်ဖော်ဖော်၍ဆက်ဆံတတ်သည်ဒါပေမဲ့တူတူကိုကြည့်မရတူတူကအသားလက်လက်ဖိမိန်ပပတခါတရံရှည်လျားသောသပင်များကိုဖားရချ၍အရင်မှပိုးစာအနက်ဆန်နှင့်ချီနှောင်ထားသည်များသောအဖြစ်စရုံးဤကြီးကိုနောက်တွဲထုံနာတတ်သည်မျက်လုံးမျက်ကုံးကောင်း၍နှာရန်တွဲသူ့လိုတော့နှာရန်မမြင်နှကန်းကထူထူဆွဆုံလေးနေ၍ရုတ်တရက်မျက်နှာထားတင်းသလိုထင်ရသည်အပြင်အစင်များကလည်းများသောအဖြစ်အဖြူကန်အပွင့်စိတ်စိတ်လုံကြီး၍ဝတ်တတ်သည်နိုင်လွန်လက်ရှင်နှင့်အဖြူပွင့်ခတ်သေးသေးလေးများဝေ၍တူတူကလပ်သွားတလျင်ရှယ်လီကရဲခြင်းသည်ဝင်းကြီးလေးလွင့်သွားပြီဟုသူ့ခံမော်တွေကိုပြောတတ်သည်သို့သောနှစ်ကုန်ခန်းဒီရောတူတူကိုဂယုဆိုင်မိပြီတူတူသည်ဒေါ်လီနှင့်တွေ့ကအင်းရကန်ဆောင်တွင်လမ်းလျှောက်လေးလမ်းလျှောက်လေးလျှောက်တာမရှိပါညနေဆောင်ဘာလုပ်နေသည်ကိုတော့မသိအခုတလောတော့တူတူဧကန်မှာထိုင်သည်သူ့ဘေးမှာဧည့်သည်ကျောင်းသားတယောက်နှင့်ဖြစ်သည်ကျောင်းသားကဘောင်းမရှိဝစ်လေဝစ်ထားရှိသည်အသားဖြူဖြူအရန်မြင့်မြင့်နည်းနည်းတော့ပိန်၍ခါနွယ်ပုံရသည်စကားပြောလျင်မျက်လုံးများဆင်း၍သွားတတ်ပေမဲ့သူ့မျက်လုံးများသည်ချစ်စရာတစ်ခုခုအာနိသင်ရှိနေပုံရသည်တူတူကိုစိတ်ဝင်တစားစကားပြောနေလျင်တူတူ၏မျက်ဝန်းကြီးများသည်ဝင်းပတ်ရှုံးလည်နေသည်ထိုသူကလည်းတူတူနှင့်စကားပြောနေလျင်ပတ်ဝန်းကျင်ကိုမင်းနေသည်လို့ထင်ရသည်တခါတရံမလာတော့လဲတနင်္ဂနွေညနေတိုင်းတော့တူတူလူသည်မမှန်လာတတ်သည်ညနေလမ်းလျှောက်ထွက်ဖို့ရှယ်လီဧကန်ကိုဖျက်လျှောက်သွားတိုင်းတူတူတို့စုံတွေကိုမြင်လျင်ချီလန်းမြပင်တုံသွားသည်ရှင်ထဲမှတမျိုးခံစားနေရသည်လမ်းလျှောက်ရသည်ကိုလည်းစိတ်မပါလားလေလဲမလော်ခြင်းသလိုဖြစ်တတ်သည်တခြားအတွဲတွေလည်းဧကန်မှာရှိရတဲ့တူတူတို့အတွဲကိုမှသူစိတ်ဝင်စားသည်တူတူ၏ခန်းမော်ဒေါ်လီကလည်းသူ့အတွဲကိုဖိတ်သိမ်းလာလျင်လမ်းလျှောက်နေကြဧကန်မှာထိုင်လေးထိုင်တာမရှိသူ့ရင်ထဲမှာကလပ်တက်ရင်ဒီနေ့တူတူစီလာသည့်လူချောင်းကိုဒေါ်လီကိုမြင်မိသည်ရခိုင်စစ်တွေကလင်းရွှေအောင်စိတ်ကြောင့်သားပေါ့နောက်ဆုံးနဲ့အပိုင်းခါရောက်နေပြီတူတူနဲ့တွေ့ကြတာနည်းနည်းလောက်ရှိပြီမီတူအသိလို့ဝတ်တာဒီနှစ်မှအဆောင်လာခွင့်ပေးတာဒေါ်လီစကားချတော့ရှယ်လီအံ့အားသင့်သွားသည်ဒီလူငဖောင်ရိုးကြောင့်မျိုးကြိုက်တဲ့သူရှိသေးတကိုဟုသူထင်သည်ပြီးတော့တူတူဤစားထားပုံကိုရေးချင်သည်သူသိတင်ချလိုက်တာသူကတော့တသက်မမှတ်မရှိသေးပေမဲ့လှေလော်ဘက်ရုပ်ရှင်ကြည့်ဘက်ကျောင်းသားတွေသူ့မှာတပုံတပင်စည်ရင်ရတာမကုန်သေးဒေါ်လီထံမှလင်းရွှေရောင်တဲ့ရင်ကိုဆက်လက်စုံစမ်းမိသည်ဒေါ်လီချစ်သူကိုပေသိန်းနဲ့လင်းရွှေရောင်ကတန်းနဲ့လင်းရွှေရောင်မိဘများကစစ်တွေမှာတထေးတွေအမျိုးတွေကဘီလက်ပြန်ဝစ်လုံတော်ရတွေတဲ့တူတူကိုလက်ထပ်ခွင့်တောင်းပေမဲ့တူတူကနှစ်ယောက်လုံးပွဲရသည်တည်ဆွဲထားသည်တဲ့ရှယ်လီသည်ဒီသတင်းတွေကိုစူဆောင်းရင်သူ့ရင်မှာလိုက်ကပ်လာသောလိုင်းတန်းကိုသူနားမလဲမိဒါပေမဲ့တနင်္ဂနွေတညက်နေတော့သူတူးဆန်းတစ်ခုကိုလှုပ်လိုက်သည်စားနိုင်လွန်လက်ပြက်လဲဟိုင်းနဲ့အဝါနှင့်အစိမ်းမွေများကိုရောရှက်ထားသောဗာတိတ်လုံကြီးကိုဝတ်လိုက်သည်ခုံမြင့်ဖနက်ဖြူကိုစီး၍တငယ်ချင်းတွေနှင့်လမ်းလျှောက်ထွက်ရအောင်ဧကန်သို့ဆင်းလာခဲ့သည်ဧကန်ရောက်ချင်းပဒင်းနာကလင်းရွှေရောင်နှင့်တူတူတို့ဆုံတွဲစီသူမျက်စိရောက်သွားသည်
တူတူတို့နာရှယ်လီရောက်သွားကတူတူရှယ်လီကိုလမ်းလျှောက်မလို့လိုက်မလားဟုခေါ်လိုက်၍တခါမှလမ်းလျှောက်မခေါ်ဘူးသောရှယ်လီကအထူးဆန်းသူ့ကိုလာခေါ်၍တူတူကအံ့အားသင့်နေသည်ရင်ကိုချီကအတောက်ပဆုံးပြုံးနှင့်ရှယ်လီမျက်လုံးများကလင်းရှိအောင်ကိုလှမ်းချုံ၍ပြုံးလဲလဲကြည့်လိုက်သည်တူတူမလိုက်ပါဘူးတူတူကဖြေလိုက်၍ရှယ်လီကိုသွားတော့မယ်နော်နှုတ်ဆက်ကထွက်သွားပုံကကြွကြွမြူးမြူးခုံမြင့်ဖက်နှက်တထောက်ထောက်နှင့်အတူတင်မများကနှိမ့်ချီမြင့်ကြီးကစားသွားကလင်းရွှေရောင်ကိုမျက်စောဖြစ်သွားကြသည်တူတူကသူ့ဆက်နဲ့စကားပြောနေအောင်တွန်းနှုတ်ဆက်တယ်ဒေါ်လီကလမ်းလျှောက်ရင်ရှယ်လီကိုအဖြစ်တင်လိုက်သည်ကြည်သားပဲမလိုက်ဘူးဆိုတာသိပေမဲ့လင်းရွှေရောင်ဆိုတဲ့လူကိုအနီးကပ်ကြည့်ချင်လို့ဒေါ်လီကနှုတ်ဆက်နေလိုက်သည်